ကျွန်တော်လှုပ်လို့တော့ကိုဘလို့မှမရတော့တာ ကိုကို तू မသိတော့ဘူး ဆရာတို့ကိုတို့ကြီးကပါသွားပြီလားဆိုတော့အတက်နိုင်ဆုံးတော့လှုပ်ပေးနေတယ်ဒါပေမဲ့မျောလင်းလို့မရဘူးတဲ့ သူတို့အဲ့လိုပြောနေတော့ကိုနောက်လှည့်ပြောနေတော့ကိုအသက်ကထွက်သွားကဲရက်ကြောင်ကို तू ကလည်းအရက်ကလူပြိုခဲ့တဲ့တောက်တာဟုတ်အဲ့သူတို့အဲ့ခန်းထဲတော့မဟဲ့3ယောက်မွေအောင်တို့1ယောက်ထဲတယ်ဆိုနော်အဲ့နဲ့သူတို့2ယောက်ထားခဲ့ပြီးတော့အမပြန်ထွက်သွားလိုက်တာအပြင်ထွက်ပြီးတော့ဆရာဝန်ကအန်ရှူကသွားဝဲဆိုနော်အန်ရှူကတောင်မတိုက်လိုက်ရဘူးကဲညံလိုက်တာမှပြောမနေနဲ့မိနစ်ပိုင်းပဲခြေရမှာရက်မတော့ဘူးမှာပါ သူသားတို့ရမ်းမသားဖို့မှာ မင်းမပါဘူးလား မှာပါ တာလို့ပြောလိုက် မတော့ဘူးလို့ပြောတယ် နောက်တစ်ချိန်မှာလူဖြစ်ခဲ့သည်ရှိသောပေါ့ဖြစ်ခဲ့မယ်ဆိုရင်ဒီလိုအဖြစ်ဆိုးမျိုးနဲ့ဒီလိုယောဂကြီးနဲ့ပေါ့မဖြစ်စေချင်ဘူးပြန်လာရင်လည်းတောက်တဲ့စားတဲ့လူမျိုးမဖြစ်စေချင်ဘူးပေါ့ ခုလိုတော့ဖြစ်တော့ဖြစ်စေရင်တော့ဒါမျိုးညားအချစ်တယ်လေကို